阿米汤，阿婆，哎，我表点事诶。阿米，破车面咯。好，没现在现在说诶，啊，破表了地下哪了喏？ သွားမယ်နောက်ကျနေပြီခုမှတော့လာ အတန်ဖုန်းဝေတစ်ထောင်ထည့်ပြီးတော့တင်းထောင်ကန်တုံးဝင်နှစ်ဆဟော သွားမယ်လို့ဘာလုပ်နေလဲ ဘေးရမရှိတော့လုံးလုံးဖုန်းနဲ့ပတ်သက်ရှိသေးလား ဟာဘယ်တော့ရှိဘူးလို့ ဆိုဘေးတော့မလား ဒီမဲလေးရက်သွားမယ်လေအပေါက်ကဒီမလေး အားကြတယ်ဒီတော့မလား ဘေးလို့ သွားမယ်ဟာ ဘာရင်ရေးကြည့်နေကွာပြပြနဲ့မင်းကြီးอ่ะ ငါအဖိုးကငါအိမ်မက်ပေးတာငါတတိဖြစ်ရှင်ရင်အတန်ဖုန်းဝေတစ်ထောင်ထည့်ပြီးတော့999ကျင်းနဲ့အထက်ပက်ကစ်ဝယ်တဲ့တိုင်နဲ့တင်းထောင်ကန်တုံးဝင်နှစ်ဆရမှာလို့ပြောလို့ဘေးလာထည့်တာဒါဘေးပါရီမင်းအချစ်မိသွားပြီကွာသူ့အကောင်လည်းရခဲ့ပြီစကားတွေပြောမယ်ဒီစားတွေဖျောက်လို့မင်္ဂလာဆောင်မယ်ကလေးတွေမွေး တော်ပါတော့ကွာမင်းကလွန်လုံးပါတယ် 2 weeks later. အကူဆိုင်ငယ်ဘိန်းမော်လုံးလောက်ကြနေတာ sorry နော်ဟိုစားစရာမမသေးဘူးတင်အကုန်လုပ်မယ်နော်ရစား တော့ဘိုက်တင်လုံးစားတော့ နှမျိုးစရာကြီးဟောအကူပြောစရာရှိတယ်ဟိုစကားပြောလာလဲကြားပြီဆိုတော့လူကိုတွဲကြည့်ကြမလား ညီမရေးစားမထားခြင်းဘူး 1 week later. အေးအောင် ဟာလူ ဘိန်းပေါက်နေပြန်ပြီ ဟောကောင်းလိုက်လားဘယ်လိုဖြစ်သွားလို့ မင်းကဖုန်းကြောင်နေတော့မင်းဖို့အိမ်မက်ပေးရမင်းမေ့သွားမှာဟာအတန်ဖုန်းပေတစ်ထောင်ထည့်ရနဲ့တိတ်တစ်ထောင်ကန်ထူးခွင့်တစ်ချိန်999ကျပ်နဲ့အထက်ကျိုက်တဲ့ပက်ကစ်ဝယ်ရင်လေတိတ်တစ်ထောင်ကန်ထူးခွင့်တစ်ချိန်စုစုပေါင်းနဲ့ချိန်ကြီးတော့မှာဟိုကောင်ဖုန်းကြောင်နဲ့ဝင်မဲ့ဖုန်းပေထည့်တာ ဟုတ်သားပဲဟာ ကိုကိုတော့မလေးဘာလေးလုံတာလဲဘိုက်စာနေပါရှင် ဟာနေပလင်းနေပြောတော့ရေးစားမထားဘူးဆိုဟာရောအတန်ရဲ့ကန်ထူးကန်မြူသိန်းပေါင်း6000တိစုကူအစီအစဉ်ရဲ့အထူးအစီအစဉ်အနေနဲ့အတန်ဖုန်းပေဖြည့်လိုက်တိုင်းမှာငွေဖြည့်ပမာဏပေါ်မူတည်ပြီးတော့ကန်ထူးခွင့်လက်မှတ်တွေတစ်ခါရမယ့်အပြင်ငွေဖြည့်ထားတဲ့ဖုန်းပေလက်ကျန်ငွေနဲ့999ကျပ်နဲ့အထက် package ကိုဝယ်လိုက်ရတဲ့နောက်ထပ်ကန်ထူးခွင့်လက်မှတ်တွေတစ်ခါထပ်မံရရှိအောင်ပါဆိုတော့စုစုပေါင်းကန်ထူးခွင့်နှစ်ဆရရှိမှာဖြစ်ပါတယ်ဒါကြောင့်မလို့သိန်း1000ကန်ထူးရှင်ကြီးဖြစ်ဖို့1000ကျပ်နဲ့အထက်ဖုန်းပေဖြည့်ပြီး999ကျပ်နဲ့အထက်ကျပ်နှစ်သက်ရ package တွေကိုကျပ်နှစ်သက်ရ channel ကနေအခုပဲအတူတူဝယ်ယူပြီးတော့ကန်ထူးလိုက်ကြရအောင်ဗျာ